ကောင်လေးဟာရုတ်တရက်ကျွဲရိုင်းဖြစ်ပြောင်းလဲသွားခဲ့ပါတယ်ဒါပေမဲ့လူတိုင်းကကြောက်လန့်ရမယ့်အစားရေမောခဲ့ကြပါတယ်ပြီးတော့မိန်းကလေးနှစ်ယောက်ရဲ့လက်တွေဟာအတောင်တွေပေါက်လာပြီးကြီးကန်းတွင်ပြောင်းကပြန်တန်းသွားကြပါတယ်ဒီကြောင့်မှရှိတဲ့လူတိုင်းမှာတိရစ္ဆာန်ဖြစ်ပြောင်းလဲနိုင်တဲ့စွမ်းအားရှိပါတယ်တချို့ကဝမ်ပူလွေတွေလိုခွန်အားကြီးရဲ့တတဝါတွေဖြစ်ပြောင်းလဲနိုင်ပြီးတချို့ကတော့ယုံတာမှမဟုတ်တမင်ဖြစ်ပြောင်းလဲနိုင်ပါတယ်သူတို့ရဲ့ဆရာမတော်မှအေယာမလင်းယုံတကောင်ဖြစ်ပြောင်းလဲနိုင်ပါတယ်ကောင်လေးတစ်ယောက်ကျောင်းကိုဆက်ရောက်လာပါတယ်လူတိုင်းကသူပဲတိရစ္ဆာန်ဖြစ်ပြောင်းနိုင်မလဲဆိုတာသိကျင်နေကြပါတယ်ထို့နောက်သူ့လက်မောင်းမှာအမွှေးထူထူတွေရုတ်တရက်ပေါက်လာပြီးတောင်ကျင်းတစ်တကောင်ဖြစ်ပြောင်းလဲသွားခဲ့ပါတယ်ဒါကြောင့်လူတိုင်းအံ့အားသင့်သွားကြပါတယ်သူ့ရဲ့အစွမ်းတတိကိုစမ်းသပ်ဖို့အတွက်ဆရာမကဝက်ဝံဖြစ်ပြောင်းလဲနိုင်တဲ့မိန်းကလေးတစ်ယောက်နဲ့တိုက်ခိုက်စေခဲ့ပါတယ်ဝက်ဝံဟာကြီးမားပြီးခွန်အားကြီးရမဲ့တောင်ကျင်းတစ်လောက်မြ မြန်မလှုပ်ရှားနိုင်တာကြောင့်ဝက်ဝံရှုံးနေလိမ့်မယ်လို့လူတိုင်းကထင်ခဲ့ကြပါတယ်ဒါပေမဲ့ကောင်လေးကသူမကိုအနိုင်မယူနိုင်ခဲ့ပါဘူးသူ့ရဲ့အားနည်းချက်ကိုမြင်တဲ့အခါဆရာကသူ့ကိုလေ့ကျင့်ပေးဖို့ဆုံးဖြတ်ခဲ့ပါတယ်ကောင်လေးဟာနေတိုင်းတောထဲကိုသွားပြီးလေ့ကျင့်ပါတယ်သူဟာတောင်ကျင်းတစ်ဖြစ်ပြောင်းလဲပြီးဆရာနဲ့အတူတောဆုံအထိပြေးလွှားနေခဲ့ပါတယ်အဲ့ဒီနောက်မှာတော့သူတို့သွားလာခွင့်မရှိတဲ့နေရာတစ်ခုရှိပါတယ်လူသားတွေသာသူတို့ကိုမြင်ခဲ့ရင်အမဲလိုက်ခံရနိုင်တာကြောင့်ဖြစ်ပါတယ်